င်္ဂလာပါဖီဆိုပလစ်ဆက်တာပါရှင်ဒီနေ့တော့ဒါကခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေရမ်းများလို့စားပေးတဲ့ဟင်းနုနယ်ရဲ့ကိုစီချက်မွေမွေမြေပဲတောင်းစိမ့်စိမ့်လေးနဲ့ဗမာတုတ်လေးတုတ်စားပါမယ်စိတ်ဝင်စားရင်ကြည့်ပေးပါအောင်နော်ပထမဆုံးဟင်းနုနယ်ရဲ့ဒီကိုရေးဆေးတန်ဆင်ပါမယ်အရွက်တွေကလေကြီးတော့တာအများကြီးနော်ခဏနေအပူနဲ့ထိရင်သူတို့ကကျုံသွားတာနည်းနည်းပဲကြံပါပါပြီးရင်ရေနွေးကိုစူပတ်လောင်တေးပြီးတော့စားနေငယ်ထည့်ပါမယ်ရေစီးတန်းစင်ထားတဲ့ဟင်းနုနယ်ရွက်တွေကိုထည့်ပြုတ်ပေးပါမယ်။ဟင်းနုနယ်ရွက်ကလေအရန်ကိုနူးညံ့တဲ့ရွက်မို့လို့ရင်နှွေးပူပူထဲမှာချင်းခဏပဲပြုတ်ပေးလိုက်အောင်နဲ့ရပါတယ်။ဟင်းရွက်တွေအားလုံးကိုအပူနဲ့ထိပြီးတော့နှံ့ဆက်သွားအောင်ဒီလိုမျိုးလေးမှုပေးလိုက်ပါမယ်နော်။ဟင်းရွက်လေးတွေကဒီလိုမျိုးအီးကျသွားပြီဆိုရင်ကိုဆယ်လိုက်လို့ရပါပြီရှင်။ပြီးရင်ဒါကသူ့ထဲကအပူတွေအကုန်သွားတဲ့အထိရေအေးနဲ့စီးချပေးပါတယ်ဒီလိုမျိုးဆိုရင်အရွက်တွေကမမဲတော့ဘူးပေါ့နော်ကိုကရေခဲရည်တို့ပါလို့နဲ့စိန်ထားချင်ရင်လည်းရပါတယ်ရှင်ပြီးရင်ဟင်းရွက်တွေကိုနည်းနည်းချင်းစီခွဲပြီးတော့ရေတွေပြောင်းဆင်းသွားသည့်အထိညှစ်ထုတ်ပေးပါမယ်ဒါတို့ရေတွေကိုတိကျပြောင်းသွားအောင်ညှစ်ပေးဖို့လိုပါတယ်ရှင်ရေချမ်းတဲ့ခါကျတုပ်လို့ရှိရင်ရေတွေပြန်ထွက်လာပြီးတော့ဆောင်းမကောင်းတတ်ပါဘူးနော်ဒါကချက်သွန်နီတစ်လုံးကိုလည်းပပလီပြီးတော့ထည့်တုပ်ပါမယ်ဒီလိုဆိုစားတုပ်လို့ရပါပြီရှင်ဟင်းရွက်တွေကိုစားရလွယ်အောင်လေးနည်းနည်းချင်းစီလက်ညှက်ထားပြီးလိုက်ပါတယ်ဒါတို့အတုပ်တွေချက်သွန်ပြူစီချက်လေးထည့်ပါမယ်အိမ်မှာကလေးစီချက်ချက်ထားပြီးသားရှိတာမလို့စီချက်ချက်တာကတော့ဗီဒီယိုထဲမှာမပါတော့ဘူးပေါ့နော်စိမ့်စိမ့်မွေ့မွေ့လေးဖြစ်နေအောင်လို့မြေပဲထောင်းလေးလည်းထည့်ပေးပါတယ်ဗမာတုပ်စားတာဆိုတော့မပါမပြေးပဲမုံလေးလည်းထည့်ပေးပါမယ်ရှင်အနံ့လေးမွေးနေအောင်လို့နှမ်းလော်လေးလည်းထည့်ပေးပါတယ်။ပစွန်ချောင်းမှုလေးရှိလို့ထည့်သွင်းရင်ပိုကောင်းပါတယ်။ဒါကတော့ဂျပန်ပစွန်ချောင်းကိုပဲနည်းနည်းလေးထည့်ပေးပါတယ်။အရသာအတွက်ကိုတော့ငန်းပြားရီအနှင်းငယ်နဲ့စားနှင်းငယ်စီထည့်တုပ်ပေးပါတယ်။ပြီးရင်တော့ဒီချာလေးနဲ့နေအောင်နေပြီးတော့တုပ်ပေးပါမယ်။ဒါနဲ့နေရင်းနဲ့မှလေးအချင်းမေးခဲ့တာမို့လို့ဒီ ready made လီမွန်ဘူးလေးထည့်သုံးပေးပါတယ်စီးဖို့လည်းနည်းလူနေအောင်မလို့လေပဲမုံနဲ့မြေပဲတောင်းလေးလည်းနည်းထည့်လိုက်ပါတယ်ရှင်နောက်ပြီးဒီချာလေးနဲ့နေအောင်နဲ့တုပ်ပေးပြီးရင်တော့ဟင်းနုနယ်ရွက်တော့စင်စင်မွေ့မွေ့လေးရပါပြီရှင်ဒီနေရာမှာကိုကအဆက်စားခြင်းနေဆိုရင်ငှုတ်ဒီစင်းလေးတွေငှုတ်ဒီလုံမုံလေးတွေထည့်တုပ်ပေးရင်လည်းရပါတယ်နော်ဒီလိုမျိုးတုပ်လေးတွေကလေရင်နွေးချက်နဲ့ပဲမီမီထမင်းဖြူလေးနဲ့ပဲစားလိုက်ဖက်ပါတယ်ဒါဆိုဒီနေ့ရဲ့ vlog လေးကတော့ဒီလောက်ပါပဲရှင်အားလုံးပဲနောက် vlog တွေမှာပြန်တွေ့ကြပါမယ်နော်တတား